အမှန်တန်လည်းမှတ်သားကြကောင်းတယ်လူလောကလူငယ်လူရွယ်တွေအတွက်မတ္တမတန်ဖို့ရှိတယ်သူပြောတာကတော့ဒီ10ခုတဲ့အချက်10ချက်ကိုသူပြောမှာယာနိပုပ္ပိအကရိတဝါငယ်ငယ်တည်းကဒါလှုပ်ထားမယ်အချက်10ချက်တဲ့နော်အဲ့ဒါတွေကိုမလှုပ်ဘူးဆိုရင်သဗ္ဗစ္စမနုတ္တပတိနောင်ရောက်တဲ့အခါကျတော့စိတ်ဆင်းရဲလိမ့်မယ်နောင်တပူပန်ရလိမ့်မယ်လှုပ်တဲ့အချက်10ခုကိုမင်းလှုပ်ထားပါလှုပ်ထားကြမလှုပ်ဘူးဆိုလို့ရှိရင်နောက်ကြတော့မှပူပန်တော့ကရောက်ကြလိမ့်မယ်ငါမလှုပ်မိတာမှားလိုက်တာလို့စိတ်ပူပန်နေကြမယ်အဲ့ကြရင်တော့ဒုက္ခနဲ့တွေ့ကြမှာပေါ့ဒီဆိုလို့အဲ့တော့နောင်တစကားတွေဆိုတာဟုတ်တာလုပ်တဲ့လူတွေမှာသာနောင်တစကားဆိုတာရှိတာလေဟုတ်တာလုပ်တဲ့လူကနောင်တမှာမရှိတာအဲ့တော့သူပြောတဲ့နံပါတ်1ကပါပြောတာတော့ဆိုရှင်းရှင်းလေးပါအလတ္တံဝိတ္တံတပ္ပတိလူဖြစ်လာလို့ရှိရင်ပစ္စည်းဥစ္စာရှာရမှာနော်ပစ္စည်းဥစ္စာရှာကိုရှာမရအောင်လုပ်အောင်အဲ့ဒီပစ္စည်းဥစ္စာကိုရအောင်မရှာနိုင်လို့ရှိရင်မင်းစောင်းနေခက်ခဲလိုက်မယ်အဲ့ဒီကြမှာမင်းငါမရှာမိတာမှားတယ်လို့ဖြစ်မှာပဲစိတ်ပူပန်ရတယ်ပတ်စံမရှိရင်စိတ်ပူပန်ရတယ်နောက်လက်ကြည့်နောက်စီဆိုဘာမှစားစရာမရှိဆိုစိတ်ပူတာပဲလေအဲ့ဒီပူပန်မှုကိုပြောတာအလတ္တဝိတ္တံတပ္ပတိပစ္စည်းဥစ္စာဆိုရရအောင်ရှာမယ်မင်းမရဘူးဆိုရင်စိတ်ပူရမှာပဲအဲ့ဒါဘာလို့ဆိုပုပ္ပေအတ္တမုထာနိတံငယ်ငယ်တုန်းကကြိုးစားပြီးတော့ဝေကျေတနာတွေကိုရအောင်ရှာတယ်စုဆောင်ခဲ့တယ်စုရမယ်ငွေတွေစုလာခဲ့တယ်အဲ့ဒါဒီလှုပ်တဲ့လှုပ်ထိုက်တယ်ပတ်စံရှာစုဆောင်မှုအလေးထားမြန်မာပြည်မှာအားနည်းတယ်လို့ပြောမြန်မာလူမျိုးတွေမှာအားနည်းရှာရင်ရသမျှအကုန်သုံးပြစ်ထားတယ်များတယ်ပေါ့နောက်ရေးသိမ့်မတွက်ဘူးပေါ့နော်ရစားဆိုပြီးဖြစ်တယ်အိန္ဒိယနိုင်ငံသားတွေကျတော့စုဆောင်မှုအကောင်းတယ်နော်ချိုးချမ်းချမ်းစားပြီးတော့စုဆောင်ကြလို့ဗမာပြည်ရောက်လာတဲ့အိန္ဒိယနိုင်ငံသားတွေကချမ်းသာသွားကြတာများတယ်ဟုတ်ရှေးတုန်းကတည်းကရောက်လာတဲ့လူတွေအဝတ်တစ်ထည်လန်ကုတီလေးနဲ့လာပြီးတော့ကြတော့ကျူလျာဆိုင်ပိုင်ရှင်ကြီးဖြစ်သွားမုံရွာဘက်ကတကယ်ဇလန်လေးတပုတ်ပြောတာမှတ်ထားဘူးလေတော်ထဲမှာလွှတ်စင်ထောင်ပြီးတော့တစ်တိခွဲတာရှေးတုန်းကတော့လွှတ်ဆက်တွေမရှိသေးတော့ငမန်းဆွဲဆိုရလွှတ်ကြီးနဲ့ဆရာကအပေါ်ကတစ်တုံးပေါ်ကတပည့်ကဟုတ်မြေကြီးခြိုက်ထဲကဆရာနှစ်ယောက်အဲ့ဒါတစ်တုံးခွဲကြတယ်အဲ့ဒီတုန်းကတစ်တုံးခွဲတဲ့အလုပ်သမားတွေမှာကလားတယောက်ပါတယ်ဗမာအခေါ်ကလားပေါ့လေအိန္ဒိယနိုင်ငံသားအဲ့ဒီဆရာလုပ်တဲ့လူကဗမာကလားမို့သူကခေါ်တာရိုးခေါ်တာမဟုတ်ခွေးကလားလို့ခေါ်တာသူ့လို့သမားဟိုခွေးကလားလာဆွဲနဲ့အဲ့လိုခေါ်တာအဲ့လိုနဲ့ဆရာတော်ပဲလောက်ကင်စားတော့သွားကြပြီတော့10နှစ်လောက်ကြာတဲ့အခါကျတော့ခွေးကလားနဲ့မတွေ့တာ10နှစ်လောက်ကြာသွားတော့အဲ့ဒီလွှတ်ဆရာကြီးကရှမ်းကုန်ရောက်ခိုက်လွှတ်ကောင်းကောင်းလိုက်ရှာလွှတ်ကောင်းလိုက်ရှာတော့ဈေးထဲမှာလွှတ်ရှာရင်းနဲ့အဲ့ကလားတွေ့တာငါဆရာကြီးပဲဆိုပြီးတော့ပြေးပြီးတော့ခေါ်တာဆရာကျွန်တော်ခွေးကလားလေးလို့ပြောခေါ်ပြီးတော့ရှားပါရှားတာတော့ဆိုငါလွှတ်ကောင်းကောင်းလို့ခြင်းလို့လာလိုက်ခဲ့ကျွန်တော်ဆိုင်မှာရှိတယ်ဆိုသူကဆိုင်ကြီးနဲ့ဆိုင်ပိုင်ရှင်ဖြစ်နေချမ်းဆိုင်ပိုင်ရှင်ဖြစ်နေပြီဟိုလွှတ်သမားကြီးကလွှတ်ဆွဲတော့မှရှီးရှဲလို့တော့မယ်ဟိုလူကအလုံသမားကတောင်ဆိုင်ပိုင်ရှင်ဖြစ်ပြီးတော့သူ့ဆိုင်ကလွှတ်တောင်လက်ဆောင်ပေးလိုက်သေးတယ်တဲ့ကဲ
စုဆောင်းမှုနဲ့ကြိုးစားမှုကွာသွားတာပေါ့အဲ့ဒါကိုပြောတာဇနတန္တပင်ဒီကနေ့ခေတ်မှာလည်းအဲ့ဒါပြောတာအလတ္တဝိတ္တံတပ္ပတိပုပ္ပိအသမုဋ္ဌာလိတံပစ္စည်းကိုရှာပြီးတော့စုဆောင်းရမယ့်ဟာတွေကိုမစုဆောင်းမိဘူးဆိုလို့ရှိရင်တဲ့နပုပ္ပိဒနမေသိတံဣတိပစ္ဆာနုတ္တပတိငါငယ်ငယ်တုန်းကရရတဲ့နဲ့ဖြုံးပစ်ခဲ့တယ်ငါငယ်ငယ်တုန်းကနော်ကြိုးစားပြီးတော့မရှာခဲ့ဘူးမစုခဲ့ဘူးဒါကြောင့်မို့အသက်ကြီးတော့စားစရာမရှိတော့ဘူးဆိုပြီးတော့ပြန်ပြီးတော့စိတ်တော့ကရောက်ရတယ်စုတဲ့လူတွေကတထေးဖြစ်ကုန်ပြီ तू ကတထေးပဲဖြစ်တော့အဲ့ဒါကိုပြောတာအမှန်ဒါလူလောကမှာတကယ်လို့ရမယ့်ကိစ္စတွေပဲဒါနိဗ္ဗာန်ရောအကြောင်းတရားလို့လည်းပြောလို့ရတယ်စီးပွားရေးအစဉ်ပြေနိဗ္ဗာန်ကိုသွားလို့လွယ်တယ်လေဒီပေါ်မှာမိတည်ပြီးတော့နိဗ္ဗာန်ရောအကြောင်းအကျင့်လို့လွယ်တာပေါ့စီးပွားရေးအစဉ်မပြေတဲ့လူကဘယ်လိုလုပ်နိဗ္ဗာန်ရောအကြောင်းလုပ်လို့ရဒါနံပါတ်1ဟောငယ်စဉ်ခါစီးပွားဥစ္စာကြိုးစားရှာစုစုဆောင်းဆောင်းထားမဟုတ်ရင်အသက်ကြီးလာမှမရှာနိုင်တဲ့အခါမှာမင်းနောင်တရလိမ့်မယ်ဒါတစ်ခုနောက်တစ်ခုကတော့လူဆိုတာဘဝတစ်ခုကြုံကြုံချင်းပတ်ဆက်ရှာဖို့လိုတယ်ကိုကျေတနာရှေ့ရမယ်စုဆုံးထားမယ်ကိုနောက်လက်ကြည့်နောက်စီမဖြစ်သင့်ဘူးကိုမှစုစုဆောင်ဆောင်ရှိနေရမယ်နောက်ခံနောက်တစ်ခုကဘာလို့ဆိုစီးပွားရှာတယ်လို့ပဲပညာလည်းကြိုးစားသင့်မို့လို့တယ်ဒုတိယအချက်ကတကြ္ကြရူပံပုရိတန္တံမယာသိပ္ပံနသိခိတံကိစ္ဆာဝုဒ္ဓိအသိပ္ပတ္တဟောဣတိပစ္ဆာနုတ္တပတိငယ်ရွယ်တဲ့အချိန်မှာပညာကိုကြိုးစားသင်ရမယ်လုံနိုင်တဲ့ငယ်တဲ့အချိန်မှာဆိုရင်တနေ့ကုန်လုံမပင်မဘူးတက်ကြီးရင်လောက်မသိနိုင်ဘူးမျက်စိကောင်းတယ်နားကောင်းတယ်သူကအင်အားရှိတယ်အဲ့အချိန်မှာဆိုရင်အတတ်ပညာကိုတက်အောင်သင်ရမယ်ဘာပဲဖြစ်ဖြစ်ပညာမျိုးစုံတက်နေအောင်လုပ်အောင်ပညာမျိုးစုံသင်ရမယ်တဲ့ကြိုးစားပြီးတော့သင်ရမယ်ဘာကြောင့်လို့ဆိုရင်ကိစ္ဆာဝုဒ္ဓိအသိပ္ပတ္တအတတ်ပညာမရှိရင်သမွေဝမ်းကြောင်းခက်တယ်တဲ့ဟုတ်တယ်ကိုတတ်တာလေးတစ်ခုရှိရင်အဲ့ဒီတတ်တာလေးကိုမိပြုပြီးသမွေကြောင့်ဝမ်းကြောင်းလုပ်လို့ရတယ်အတတ်ပညာမတတ်ဘူးဆိုလို့ရှိရင်သမွေဖို့ခက်တယ်ဒါကြောင့်ငယ်စဉ်ခါမှာပညာကြိုးစားရှာပါဖြူကြိုးစားသင်ပါမသင်ခဲ့ဘူးဆိုရင်မင်းနောင်တရလိမ့်မယ်တက်ကြီးမှတော့မင်းမသင်နိုင်တော့ဘူးရက်စီကလည်းမကောင်းနားလည်းမကောင်းသူကလည်းသိမလုံနိုင်ဘူးဆိုရင်သွားပြီးအဲ့ကြဘာမှလည်းပညာမတတ်ဘူးဆိုသူကမှလည်းမခိုင်းတော့အဲ့ဒါဒုတိယအချက်အဲ့တော့လူလောကရောက်လာလို့ရှိရင်စနတနာမင်းလမ်းညွှန်ချက်ကဘာလို့ဆိုနံပါတ်1မင်းစီးပွားရှာစုစုဆောင်းဆောင်းထားနံပါတ်2ကမင်းပညာရှာပညာမျိုးစုံတတ်အောင်သင်ဟောဒီနှစ်ခုပဲဒါလူငယ်လူရွယ်တွေအတွက်အရေးကြီးဆုံးဆုံးမချက်ပဲဒါနော်တိုင်းသူပြည်သားတွေစီးပွားဥစ္စာရအောင်ရှာကြအတတ်ပညာတတ်အောင်သင်ထားကြကိုပညာနဲ့ကိုလှုပ်ရှားလို့ရဒီနှစ်ခုဟုတ်ပြီနောက်တတိယအနေနဲ့ဗာပြောတော့ဆိုကုတဝေထိပုရိအာသိပိတုနောပိဋ္ဌိမန္တိကောသန္ဒောသဖရုသောသပိဣတိပစ္ဆာဒုတ္တပတိလူဆိုတာစီပွားလဲရှာပညာလဲသင်အဲ့ဒီချက်မှာရိုးသားဖြောင့်မတ်ဖို့ကိုချင်းတရားကောင်းဖို့လိုတယ်တဲ့မရိုးသားတဲ့ဘုရားဘာတော့ဆိုရင်ပတ်စံမရှိတော့သူကပတ်စံရှာတယ်ဘာနဲ့ရှာတော့ဆိုကောက်ကျစ်ဆင်လဲတဲ့ဤတွေနဲ့ရှာဟိုလူဆရာပတ်စံချီသွားလိုက်ပြန်မပေးဘူးဒီလူဆရာပတ်စံချီသွားလိုက်ပြန်မပေးဘူးနော်လိန်လေလှည့်ပြားတယ်ကုတဝေတိပုရိအတေကောက်ကျစ်ဆင်လဲတဲ့အတုလုပ်ပြီးတော့ရောင်းတယ်ပတ်စံရှာရပြီအဲကြတော့ပညာနဲ့ရှာတာမဟုတ်တော့ဘူးအတုနဲ့ရှာလိန်လေပြီးတော့ပတ်စံရှာပြီးတော့လူနှစ်ယောက်ကြားထဲမှာလည်းပဲခုခေတ်စကားနဲ့ဆိုရင်ဂျင်းထဲပေါ့ဟိုလူနဲ့ဒီလူမတက်အောင်လုပ်တာတော့ဒါတွေလည်းလုပ်တယ်ပိဋ္ဌိမန္တိကောတဲ့
သူများပိဋိမန္တိကဆိုတဲ့စကားလုံးကပိဋိဆိုတာကြောမန္တဆိုတာအသားလူတယောက်ရဲ့ကြောသားကိုစားတယ်လို့အဓိပ္ပာယ်ရတယ်တိုက်ရိုက်အဓိပ္ပာယ်ဒါပေမဲ့ဒါဣရိယံစကားပေါ့ပိဋိမန္တိကောဆိုတာဘာလို့ဆိုရင်နောက်ွယ်ကနေပြီးတော့တဆိုးလက်ဆောင်ယူပြီးဒီလူကိုဒုက္ခပေးနေတာဒုက္ခဘာလို့ဆိုလို့ရှိရင်တရားဆွဲတဲ့လူတွေတရားဥပဒေနိုင်အောင်သူကမြောက်ထိုးပင်ကောလုပ်တယ်ဒီအမှုသူနိုင်အောင်လုပ်ပေးမယ်ဆိုရလူမျိုးပေါ့နော်သူကလို့ရှိရင်သူနိုင်အောင်လုပ်ပေးမယ်အမှုဘလောက်ပဲအမှုကထင်ရှားနေနေသူကနေပြီးတော့ခိုးလူဆက်ပတ်စံယူပြီးတော့သူနိုင်အောင်မျိုးစုံလုပ်ပေးတယ်ခုခေတ်ဆိုရင်တော့ဘာခေါ်တော့ခေါ်တာရှိတယ်လေငှားတာပေါ့လူငှားပြီးတော့လုပ်တာလေလော်ဘီဆိုတာလေလော်ဘီငှားထားတာပတ်စံပေးပြီးတော့သူနိုင်အောင်လုပ်တယ်လေအဲ့လိုလော်ဘီငှားပြီးတော့စားတဲ့လူတွေကိုပိဋိမန္တိကလို့ခေါ်တယ်သူများကြောကိုနောက်ကနေဗမာစကားကတော့နောက်ကျောကနေဓာတ်နဲ့ထိုးတယ်လို့ပြောတာဒီပါဠိကျတော့အဲ့လိုပါဠိစာပေမှာတော့အဲ့လိုမဆိုဘူးသူကဘာဆိုတော့ဆိုပိဋိမန္တိကောသူများကြောကုန်းကိုကြောသားကိုစားသူလို့ဆိုနောက်ွယ်ကနေပြီးတော့မတရားလုပ်ပေးတဲ့လူကိုပြောတာပတ်စံယူပြီးမတရားလုပ်ပေးတာဒါရလည်းရှိတာပဲခုခေတ်လည်းရှိနေတာပဲစံဒေါသပရုဒေါသပြီးတယ်ကိုမူရလည်းကြမ်းတယ်စိတ်ဓာတ်ကလည်းကြမ်းအဲ့တော့မဟုတ်တာဆိုအကုန်လုံးတယ်အဲ့ဒီမဟုတ်တာအကုန်လုံးတဲ့ပုဂ္ဂိုလ်ဟာလည်းပဲနောက်ဆုံးအချိန်ရောက်လို့ရှိရင်ငါမဟုတ်တာတွေလုပ်တယ်ဆိုပြီးတော့တေခါနေကြတော့စိတ်ပူပန်ရလိမ့်မယ်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာဒါမလုပ်သင့်ဘူးလို့ပြောတယ်နောက်စတုထအချက်ကလည်းတူတယ်ဒုစရိုက်နဲ့ဆိုင်တယ်လူတယောက်ဟာငယ်ရွယ်စဉ်အခါမှာကောင်းကောင်းမနေပဲနဲ့ပါဏာတိပါတိပုရိအာသိလှုပ်တော်စာပိအနာရိယောဘူတနာနာပစာယေတာဣတိပစ္စာနုတပတိအသက်အရွယ်ငယ်တဲ့ချိန်တုန်းကဆိုရင်တော့တော်ဆိုလဲတတ်လိုက်တာပဲလူတတ်ရမယ်ဆိုလဲတတ်လိုက်တာနော်တတ်တယ်လှုပ်တော်စိတ်ဓာတ်ကကြမ်းတမ်းတယ်ရက်ဆက်တယ်အနာရိယောလူတော်လူကောင်းစိတ်မရှိဘူးလူစိတ်မရှိဘူးဘူတနာနာပစာရိတ်တံဆိုဘယ်သူမှကိမဆိုင်ဘူးအကျဉ်းတရားမေတ္တာတရားကင်းမဲ့တယ်ဗစ္ဆပေးရင်တော့လှုပ်တာပဲဘယ်သူတတ်ဆိုရင်လည်းငားရင်လိုက်တတ်တာအဲ့လိုပုဂ္ဂိုလ်မျိုးတွေအဲ့လိုလှုပ်ပြီးနောက်ချိန်ရောက်လာတဲ့အခါကျရင်တဲ့မနေရလို့သိတဲ့အခါကြလို့ရှင်သူလှုပ်ရက်တွေပေါ်မှာသူဟာဆင်းရဲဒုက္ခတွေရောက်တော့မှာပဲစိတ်ပူပန်မှုတွေဖြစ်တယ်ကိုလှုပ်တာကောင်းမှမကောင်းတော့နော်မကောင်းတဲ့အတွက်စိတ်ပူရတယ်အဲ့တော့ကိုချင်းတရားပြက်ပြားပြီးတော့ဒါစီးပွားရှာတဲ့နည်းနှစ်ခုပဲနော်အာဂတိလိုက်စားပြီးတော့စီးပွားရှာတယ်မတရားနောက်ွယ်အနေပြီးတော့စီးပွားရှာတယ်နောက်သူများတဲ့တပ်ပြီးတော့စီးပွားရှာတယ်ကျန်တဲ့ရက်ဆက်တယ်ဘယ်သူပေါ်မှာကျန်တဲ့တရားမထားဘူးဆိုတာအဲ့ဒါတွေမလုပ်ပါနဲ့ဒါဒုစက်နှမျိုးကိုဒီမှာဖော်ပြထားပြီနောက်တစ်ခုကဘဟုတုဝတ္တတန္တိတုအနာပါတိတုအဋ္ဌိတုအနာပါဒာတုအဋ္ဌိတုပရဒရံအာတိဝေဒံဣတိပစ္ဆာနုတပတိနောက်ဆုံးအချက်ကတော့ယောက်ျားတွေကိုအဓိကထားပြီးတော့ပြောတဲ့စကားတစ်ခုပေါ့နော်လောကမှာတဲ့အမျိုးသမီးအိမ်တော်မရှိတဲ့အမျိုးသမီးတွေအများကြီးရှိတာပဲတဲ့အဲ့တော့အိမ်တော်မရှိတဲ့အမျိုးသမီးနဲ့ဒီမနေပါပဲနဲ့အိမ်တော်ရှိတဲ့အမျိုးသမီးကိုသွားပြီးတော့ဖောက်ပြန်တဲ့သူတွေပရဒါရပေါ့နော်အဲ့ဒါလို့ဖောက်ပြန်လို့ရှိရင်လည်းပဲသူကနောက်ရပူပန်ရတတ်တယ်ကိုချင်းတရားပြက်ပြတာမကောင်းတဲ့အကြောင်းဒါအများစုကကိုချင်းတရားပြက်ပြတတ်လို့ဒါကိုထည့်ပြီးတော့ပြောထားတာနော်သူတော်မမပြစ်မှားနဲ့လို့ဆိုလို့တယ်ပေါ့သူ
သူတော်ဘာမရမပြင်းမာနဲ့သူများဥစ္စာကိုလိမ်ညာမယူနဲ့သူတော်ဘာအသက်ကိုတပ်ဖြတ်ရက်စက်တာတွေမလုံးနဲ့သူတော်ဘာမရမပြင်းမာနဲ့ဆိုဒီပါဏာတိပါဒအာရိဏဒါနကာမိတုမိစ္ဆာစာရပဲဒီ၃ခုကိုထည့်ပြီးတော့ပြောတာနော်ပေါင်းလိုက်မယ်ဆိုရင်ဒီ၃ခုပဲအဲ့ဒီလိုနံပါတ်1ကဝိจิตနာကိုငယ်ရရောက်အောင်မရှာခဲ့တာရဲ့နံပါတ်2ကအတ္တပညာတတ်အောင်မသင်ခဲ့တာရဲ့နံပါတ်3 4 5ကပါတော့ဆိုရင်ကိုချင်းတရားပြပြခဲ့တာတွေပါဏာတိပါဒအရိဏဒါနကာမိတုမိစ္ဆာစာရဆိုရယ်ကိုချင်းတရားပြပြခဲ့တာအဲ့ဒီကနေပြီးတော့ဒါတွေကမလုံးသင့်တာတွေကိုရှောင်မယ်နောက်တစ်ခါလုံးသင့်တာမလုံးတာလည်းရှိသေးတယ်ဘဟုံမိဝတ္တတန္တမိအာနပါဏိဥပဋ္ဌိတေကိုယ်မှာပစ္စည်းဥစ္စာလည်းတတ်နိုင်တယ်စားစရာတောက်စရာတွေလည်းရှိတယ်အဲ့လိုရှိရတဲ့နဲ့ဘသူကိုမှပေးကမ်းထောက်ပံ့ခဲ့ခြင်းမရှိဘူးဆိုတဲ့လူတယောက်ဟာရှိတော့ကမပေးခဲ့လို့နောင်ကြရင်တော့သူဟာဘသူမှထောက်ပံ့မှုတဲ့ပုဂ္ဂိုလ်မဟုတ်သည့်အတွက်ကြောင့်ငါဘသူမှလည်းမလူခဲ့ဘူးငါပေါ်တော့အခုကျတော့ငါတော့စားစရာမရှိဘူးဆိုဖြစ်လာစိတ်တက်ပူပန်ရတယ်တဲ့ဒီခါနောက်တစ်ခုကတော့ဘာလို့ဆိုမိဘနဲ့ပတ်သက်လာမာတရံပိတရံစာပိစိဏကံကတယောပနာဘဟုတံတော့နဘောတိတ်တံသဗ္ဗစ္ဆာမနုဣတိပစ္ဆာမနုတပတိအမေဖေတွေတက်ရွယ်ကြီးလာတဲ့အခါမှာငါထောက်ပံ့နိုင်ရတဲ့နဲ့ငါအမေဖေတွေမထောက်ပံ့ခဲ့ဘူးအမေလည်းတည်သွားပြီဖေလည်းတည်သွားပြီငါဘာမှမလုပ်ခဲ့နိုင်ဘူးဆိုပြီးတော့နောက်ဆုံးမှာသူကနောက်တပူပန်ရတတ်တယ်တဲ့အဲ့ဒါငါအမေဖေတွေအတွက်ဘာမှမလုပ်ခဲ့ရဘူးနောက်တစ်ခုကတော့အာစရိယမနုတ္တထာသဗ္ဗကာမရတံဟရပိတရံအတိမိညိတံအဖေရှိတဲ့အချိန်မှာအဖေစကားကိုနားမထောင်ပဲနဲ့ခမည်းကြီးခင်မမိပါဘူးကိုနေရကိုနေစမ်းမလို့အဖေပေါ်မှာတာတလာချီးပြီးတော့လုတ်ခဲ့တာတွေနဲ့ပတ်သက်ပြီးသူကနှောင်နှပူပန်ရတတ်တယ်မိဘစကားကိုအဲ့လိုမလုပ်ရဘူးလို့ဆိုလို့လေပေါ့နော်ဒါလေအဲ့တော့မိဘကိုယုံသိလေးစားဖို့ဆိုပြီးတော့ဆုံးမတာအဲ့ဒါတွေပြီးတဲ့အခါကျတော့နောက်ဆုံးမတာတော့သမဏေပြမဏေစာပိသီလဝန္တေဘဟုတုတေနာပုပ္ပေနာပုပ္ပေပရိပါပရိယုပယိတံဣတိပိစ္ဆာမနုတပတိအကျင့်ကောင်းတဲ့ကိုချင်းသီလနဲ့ပြည့်စုံတဲ့ဘုဒ္ဓရကြွယ်ဝတဲ့သမဏပြမဏတွေဟုတ်လားသမဏပြမဏဆိုတာဘာသာရေးပေါ့နော်ခုဆိုရင်တော့ယဟန်တန်ဃာတွေပေါ့ဒီလိုပြောလို့ရတာပေါ့အဲ့လိုယဟန်တန်ဃာတွေကိုချင်းကပ်ပြီးတော့မသိသေးတာတွေသိအောင်မသိသေးတာတွေသိအောင်သိတာတွေကိုပို့ပြီးတော့ရှင်းလင်းအောင်စိတ်ကပ်မေးမြန်းခြင်းမလုပ်ခဲ့ဘူးဆိုပြီးတော့ဆိုလို့ရှိရင်လေနောင်တပူပန်ရတတ်တယ်တဲ့အဲ့ဒီပုဂ္ဂိုလ်ဟာနော်နောင်တပူပန်ရတာပဲဒါလဲငါဒီရံပုံနာတွေရဲ့သမဏဗြဟ္မဏတွေကိုချင့်ကပ်ပြီးတော့ဒီအသိပညာရရှိအောင်မလုပ်ခဲ့ဘူးတရားစကားတွေနားမထောင်ခဲ့ဘူးတရားအသိတွေမရခဲ့ဘူးဆိုပြီးတော့စိတ်ပူပန်ရတတ်တယ်တဲ့နောက်ဆုံးတစ်ချက်ကပါတော့သာဓုဟောတိတပောစိန်နောတန်တောစာပြုပယေတိတောနာသပုပ္ပေတပောစိန်နောဣတိပိစ္ဆာနုတပတိအသက်အရွယ်ငယ်တဲ့အချိန်လုံနိုင်တဲ့အချိန်တုန်းကသူစရိုက်တရားဆိုကိုချင်းတရားတွေကိုကျင့်ကြကြုတ်ကိုအထောဥပမာဥပုသ်ဆောင်ရမယ့်အချိန်စောင့်နေနော်ကောင်းတဲ့အလုပ်တွေဥပုသ်ဆောင်နေတရားထိုင်နေဒီလိုဟာမျိုးတွေလှုပ်သင့်လှုပ်ထိုက်တယ်ပေါ့နော်အဲ့ဒါဥပုသ်ဆောင်ခြင်းတရားထိုင်ခြင်းဆိုတဲ့ဒီလိုကိစ္စတွေငါမလုပ်ခဲ့ဘူးတလားလေးတဲ့ဥပုသ်တခါမှမဆောင်ဘူးဆိုတာမျိုးတွေဖြစ်လာတယ်ဒီကနေ့ကျတော့သူများတွေဥပုသ်ဆောင်တဲ့လူတွေတူတော်လူကောင်းတွေနဲ့တွေ့တဲ့အခါငါမလုံမိဘူးဆိုပြီးတော့ပူပန်ရတတ်တယ်တဲ့
အလုံးပေါင်းတော့10ချက်ပဲ